ကွာယာမှာအတင်းပြောတာဟာသူတို့ရဲ့စိတ်သက်အရေးတွေကိုပဲပြသတာဖြစ်လို့ကိုကစိတ်လှုပ်ရှားပြီးဒေါသထွက်မဲ့အစားလုံးဝဂရုမစိုက်ပဲတီတီငင်ငင်ပဲနေလိုက်ပါကိုကဘာမှမဖြစ်သလိုပုံမှန်အတိုင်းပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းပြခြင်းကပဲအတင်းပြောသူတွေကိုအထီးရောက်ဆုံးနဲ့အပညာသားအပါဆုံးတုံ့ပြန်လိုက်ခြင်းဖြစ်ပါတယ်အတင်းတုံနေတဲ့အထက်ကအဓိကအချက်ကိုပဲအေးအေးဆေးဆေးစစ်ဆေးပြီးကို့မှာပြင်စရာရှိရင်ပြင်လိုက်ပါကိုဘကအမားမရှိဘူးဆိုရင်တော့သူတို့ပြောတာတွေဟာအတိတ်ပဲမရှိတဲ့လေပွေလိုင်းတွေမို့လေထဲမှာပဲပျောက်ပြတ်သွားပါလိမ့်မယ်ကို့အကြောင်းမကောင်းပြောနေသူတွေကိုတွေ့တဲ့အခါမျက်နှာပြတ်မသွားပဲပိုပြီးယဉ်ကျေးပြူငါစွာတဲ့ပြုံးပြုံးလေးဆက်ဆံလိုက်ပါကိုယ့်ရဲ့ယဉ်ချက်တဲ့အမူအရာကြောင့်သူတို့ဟာကိုယ့်ကိုမနာလိုဖြစ်ရာကနေရှိန်သွားပြီးနောက်ွယ်မှာတင်အလိုလိုအရှိန်သေးသွားပါလိမ့်မယ်အတင်းတုတ်တတ်တဲ့သူတွေစီကနေအတက်နိုင်ဆုံးခတ်ခွာခွာနေပြီးကိုယ့်ကိုတန်ဖိုးထားတဲ့မိတ်ဆွေကောင်းတွေနဲ့ပဲအချိန်ကုန်ဆုံးပါကိုယ့်ဘဝင်းကျင်မှာအကောင်းမြင်စိတ်ရှိသူတွေပဲထားရှိခြင်းကစိတ်အနှောက်အယှက်ဖြစ်စရာတွေကိုအလိုလိုတွန်းလှန်ပေးနိုင်ပါတယ်ကိုယ့်ရဲ့အောင်မြင်မှုတွေတိုးတက်မှုတွေကိုပဲအာရုံစိုက်ပြီးအလုံးနဲ့တက်တည်ပြလိုက်ပါစကလုံးတွေနဲ့လိုက်လံဖြည့်ရှင်းနေမယ့်အစားလက်တွေ့ဘဝရဲ့ကြီးပွားတိုးတက်မှုကသူတို့ရဲ့အတင်းပြောတန်တွေကိုအလိုလိုဖုံးလွှမ်းသွားစေမှာပါသူတို့ကကိုယ့်အကြောင်းမကောင်းတဲ့တွေလွှင့်နေရင်တောင်ကိုယ့်ဘက်ကသူတို့အကြောင်းကိုဘာမှပြန်မပြောဘဲရင်ငုံနှုတ်ပိတ်နေလိုက်ပါကိုကပါလိုက်ပြောရင်သူတို့နဲ့အဆင့်တန်းတူသွားမှာဖြစ်လို့နှုတ်ဆက်နေခြင်းဖြင့်ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုမြင့်တင်တာအတင်းပြောတာကိုကြားလိုက်တဲ့အခါစိတ်တုံမဲ့အစားသူတို့ခပြငါအကြောင်းပြောရလောက်အောင်ကိုဘဝထက်ငါဘဝကိုပိုစိတ်ဝင်စားနေကြတာပဲလို့တနာစိတ်မွေးလိုက်ပါဒီလိုအသွေးအခေါ်ပြောင်းလဲလိုက်ခြင်းကကိုယ်စိတ်ကိုအေးချမ်းစေပြီးစိတ်ကံရမရအောင်ကာကွယ်ပေးပါတယ်သူတို့ပြောတာတွေဟာတကယ်မဟုတ်ကြောင်းလိုက်လံဖြီးရှင်းနေရင်ပြဿနာကပိုကြီးထွားလာတတ်ပါတယ်အမှန်တရားဟာအချိန်ကံရဲ့အလိုလိုပေါ်လာမှာဖြစ်လို့အချိန်ကုန်ခန်းထိလိုက်လံစင်ကြေပေးနေစရာမလိုပါဘူးသူတို့ပြောတဲ့စကားလုံးတွေထဲကအမားတွေကိုလိုက်လံခြေပတ်မယ်အစားကိုယ့်ရဲ့ကောင်းမွန်တဲ့ဇယိုက်လက္ခဏာတွေကိုပဲအမြဲထိမ့်သိမ်းထားပါကိုယ့်ရဲ့ရိုးသားဖြောင့်မတ်မှုကိုမြင်တွေ့နေရတဲ့တခြားသူတွေကအတင်းဖြောသူတွေရဲ့စကားကိုယုံကြည်ကြမှာမဟုတ်ပါဘူးကိုယ့်အကြောင်းကွဲရမှာအတင်းဖြောနိုင်တယ်ဆိုတဲ့ကလေးကကိုဟာသူတို့ထက်ခြေလန်းတလန်းတာနေလို့ပဲဖြစ်ပါတယ်ဒါကြောင့်အတင်းဖြောတာကိုအာယုံမထားပဲကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်စီကိုပဲအားအင်အပြည့်နဲ့ဆက်လက်လျှောက်လန်းပါ